ကဲခုဦးကစိတ်ရန် BTS ကနေပြီးတော့ Japan Festival ဆိုတဲ့ပွဲကိုသွားနေရပါထိုင်းနိုင်ငံမှာပေါ့နော်ဂျွန်လတစ်လလုံးက private ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်သူတို့ရဲ့ shopping center တွေလမ်းတွေမှာလုံမျိုးပြင်ဆင်ထားရကဲလမ်းနေအများကြီးရှောက်လာပြီးတော့ဒီမှာ Japan Festival ကိုရောက်ပါပြီ။ဒါဘာရှိလဲတော့ကြည့်မယ်။ Let's get တစ်ခုမှ9ဘတ်ပဲရှိတယ်ကြာနော်Japan Festival ပွဲတော်က26ရက်နေ့ကနေစပြီးတော့ဇွန်လ1ရက်နေ့အထိညနေ4နာရီကနေပြီးတော့ည7နာရီခွဲအထိလုပ်သွားမှာပါအဲ့ပွဲကိုရောက်လို့ရှိရင်လုံးဝ Japan vibe ကိုအပြည့်အဝကြီးခံစားမှာမို့လို့တက်ကြည့်လိုက်ကြအောင်နော်ဆောနာတော့ Japan Festival ပွဲကိုသွားပြီးသွားပြီပေါ့နော်ဒါပေမဲ့ဥကအိမ်ကိုတန်းပြီးတော့မပြန်ပါဘူးဒါပေမဲ့ဒီပိုင်းလေးကတော့လောက်ပါပဲတက်တာ